ဆောင်းဝင်စားနေရတီဟာတစ်နှစ်တာရဲ့အပျော်ရွှင်ရဆုံးအချိန်ကာလပိုင်းခြားတွေပဲရောက်လာဖို့မျှော်ခဲ့ရတဲ့လာရသည်လေးမို့ကိုကတရက်တနာရီချင်းစီကိုရုပ်ရှင်ပြကွက်တီလို့နောက်ခံတီလုံးခက်အေးအေးလေးလွင်ပြန်ခြင်းဖြတ်တန်းခြင်းလားစိတ်ဖလူးပန်းရနံ့တွေဆိုတာကလည်းစောင်းဦးရဲ့ရောက်ရှိကြောင်းဖွင့်ဟခြင်းညာချက်မွေးပြင်းပြန်ကလေးလို့ဆောင်းကိုဘယ်လောက်ထိချစ်တယ်လဲဆိုရင်နှွေနဲ့မိုးတစ်လျှောက်လုံးပိတ်ထားဖြစ်ခဲ့တဲ့ကိုယ့်ရဲ့မနက်6နာရီနှိုးဆက်တန်ကိုပြန်ဖွင့်ထားရတဲ့အထိပဲနိုးလာတာနဲ့ဒဇမိတ်ကနှင်ကြတန်လေးကိုကြားနိုင်မယ်ပဒင်းတကားကိုဖွင့်လိုက်တာနဲ့မြောက်ပြန်လေးအေးတူးဝေရောက်ရှိလာမယ်မြူရီဝေဝါးနေတဲ့လမ်းချင်းကလေးတွေလမ်းလျှောက်ထွက်ရင်တည့်ရွယ်ဆူဆူတွေကိုလက်ဖြာနဲ့လှမ်းထိနိုင်မယ်ကြိုက်လန်ရွယ်ချူချူကြောတပွဲနဲ့မနက်စာစားမယ်ဆောင်းရောက်လာပြီဆိုရင်ဒီလိုအသေးဖွဲရာလေးတွေမှထိကိုနှုံသားကစိတ်ဝင်ပျော်ရွှင်နိုင်တာအေးနဲ့ပူကြားကအလဲတက်တဲ့ရာသီကွင်းမှာကဘာမြေပေါ်ရောက်လာခဲ့တဲ့သူဖြစ်ပေမဲ့ဒီနှစ်ခုကြားကကိုယ့်ရဲ့တင်းညွတ်မှုမြင်ကွေးဟာခက်ပြပြလေးဖြစ်မနေခဲ့ပါကိုကပူလောင်အိုက်ဆက်မှုတွေဖိစီလိုက်ရင်စိတ်ရောကိုယ်ပါလှမ်းချစရာကြိုးမရှိအောင်တွင်ဆုံးကြသွားတတ်တဲ့သူဒီလိုလူမျိုးစောင်းကိုမျှော်ပြီးမျှော်ရတဲ့သူစောင်းရဲ့ရေးချီလေးဖြစ်ဖြစ်စမြင်လာရတဲ့ဒီလိုနေ့တွေမှာရှုပ်ထွေးကြိုးစားမှန်သမျှဖြေချရလွယ်ကူလာတာကြည်ရေးကြပြတွေစီရက်စစ်စီပြန်ရောက်ဖြစ်လာတာချစ်တဲ့သူတွေကိုချစ်ကြောင်ပြောဖို့တတိယလာတာအိမ်နဲ့မှွေးတဲ့အိယာလေးရဲ့နှွေးထွေးမှုကြောင့်စာတပုတ်လောက်ဖြစ်ဖြစ်ရေးဖို့အသိစိတ်လင်းဖွင့်ချနိုင်လာတာစောင်းကြောင်ပြောရင်စောင်းတွေကိုဖျက်တန်ရတာရင်ကုန်စရာပဲမကြခင်ရေဒီယိုကနေစောင်းမိသချင်းလေးလွှင့်တော်မယ်တဘဝလုံးစာတစ်ခုခုကိုအမှတ်ရဖို့ဆိုရင်စောင်းရသည်ရဲ့တနေ့နေ့ကိုပဲရွေးချယ်ခြင်းနဲ့တယောက်ယောက်ကိုချစ်ဖို့ဆိုရင်လည်းပြက်ကတိန်မှာစောင်းဦးရွက်ကြီးတွေတပွဲပွဲဝါခြင်းนี้မှာလာပါလိမ့်မယ်ဂျူလစ်